မင်္ဂလာပါရှင်။မိုးတောက်ချက်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အိန္ဒိယနိုင်ငံကိုတရားဝင်ခရီးစဉ်ရောက်ရှိနေတဲ့နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ဟာမေလ31ရက်မနက်ပိုင်းကနယူးဒေလီမြို့ရှိတက်မဟာဟိုတယ်မှာမြန်မာအိန္ဒိယနှစ်နိုင်ငံစီးပွားရေးဆွေးနွေးပွဲကိုတက်ရောက်ခဲ့ပါတယ်။အဲဒီဆွေးနွေးပွဲကိုမြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့အိန္ဒိယနိုင်ငံနယူးဒေလီအခြေစိုက်ကုမ္ပဏီတွေမှအမှုဆောင်အရာရှိချုပ်အပါအဝင်စီးပွားရေးလုပ်ငန်းရှင်တွေတက်ရောက်ခဲ့ပါတယ်။ဒီရုပ်သံဖိုင်ထဲမှာတော့နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ကမိန့်ခွန်းပြောကြားရာမှာဘာတွေပြောဆိုခဲ့တယ်လဲဆိုတာကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့မိုးတောက် channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ပရိသတ်ကြီးရေ။မြန်မာအိန္ဒိယကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲအခမ်းအနားကိုမေလ31ရက်မနက်ပိုင်းမှာအိန္ဒိယနိုင်ငံနယူးဒေလီမြို့ရှိတက်မဟာဟိုတယ်မှာကျင်းပပြုလုပ်ရာအိန္ဒိယနိုင်ငံသို့တရားဝင်ခရီးစဉ်ရောက်ရှိနေတဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်တက်ရောက်အမှာစကားပြောကြားပါတယ်။ပထမဦးစွာနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ဟာအခမ်းအနားကျင်းပပြုလုပ်မဲ့တက်မဟာဟိုတယ်သို့ရောက်ရှိရာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI နာယကဦးအောင်ကိုဝင်းဥက္ကဋ္ဌဦးဝေးဝင်းနဲ့အဖွဲ့ဝင်များမြန်မာအိန္ဒိယချစ်ကြည်ရေးအသင်းဥက္ကဋ္ဌဦးဝင်းမြင့်နဲ့အဖွဲ့ဝင်များအိန္ဒိယနိုင်ငံကုန်သည်များနှင့်စက်မှုအသင်းချုပ် FICCI အတွင်းရေးမှူးချုပ်အိန္ဒိယစက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် CII မှ Senior Advisor ဖြစ်သူတို့ကကြိုးဆိုနှုတ်ဆက်ကြပါတယ်။အဲဒီနောက်အခမ်းအနားကိုကျင်းပပြုလုပ်ရာနိုင်ငံတော်သမ္မတနဲ့အတူခရီးစဉ်မှာလိုက်ပါလာတဲ့ပြည်ထောင်စုဝန်ကြီးများနဲ့အဖွဲ့ဝင်များအိန္ဒိယနိုင်ငံအစိုးရအဖွဲ့မှတာဝန်ရှိသူများအိန္ဒိယနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီးမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီးနဲ့တာဝန်ရှိသူများပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နာယကနဲ့အဖွဲ့ဝင်များမြန်မာအိန္ဒိယချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များအိန္ဒိယနိုင်ငံကုန်သည်များနဲ့စက်မှုအသင်းချုပ် FICCI အတွင်းရေးမှူးချုပ် Mr. Inansam Rapche အိန္ဒိယစက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် CII မှ Senior Advisor ဒေါက်တာ Vikaramjit Singh Sharachi ဖိတ်ကြားထားတဲ့မြန်မာအိန္ဒိယနှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနဲ့ဖိတ်ကြားထားတဲ့ဧည့်သည်တော်များတက်ရောက်ကြပါတယ်။ပထမဦးစွာနိုင်ငံတော်သမ္မတကအဖွဲ့အမှားစကားပြောကြားရမှာမြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့ဟာရှေးလျားလာတဲ့ကုန်းမြေနဲ့ရေပြင်နယ်နိမိတ်ချင်းထိစပ်နေုံသာမကရိုးရာယဉ်ကျေးမှုချင်းဆက်နွယ်နေပြီးရှင်းနှစ်ပေါင်းများစွာကတည်းကခိုင်မာတဲ့သမိုင်းဝင်ချစ်ကြည်မှုအခြေခံကောင်းများရှိကြတဲ့အိန္ဒိယချင်းကောင်းနိုင်ငံများဖြစ်ကြကြောင်းအိန္ဒိယနိုင်ငံဟာဗုဒ္ဓမြတ်စွာပွင့်ထွန်းရာမြေမြတ်မဟာဖြစ်တယ်လို့မြန်မာနိုင်ငံဟာလည်းအဆိုပါဗုဒ္ဓတရားတော်များနဲ့ယဉ်ကျေးမှုတို့ကိုယနေ့တိုင်အလေးအနက်တန်ဖိုးထားလိုက်နာထိန်းသိမ်းထားတဲ့နိုင်ငံဖြစ်ကြောင်းထို့သောဓမ္မကြောင်းအရာသမိုင်းကြောင်းအရာဆက်နွယ်မှုအပြန်အလှန်လေးစားယုံကြည်မှုတို့ဟာမိမိတို့နှစ်နိုင်ငံယဉ်ကျေးမှုနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုခရီးလမ်းအတွက်ခိုင်မာလှတဲ့အခြေခံအုတ်မြစ်ကြီးတစ်ခုဖြစ်ကြောင်းဒါအပြင်နှစ်နိုင်ငံတာတမန်ဆက်ဆံရေးဟာစိန်ရတုမှတ်တိုင်ကိုအတူဖြတ်ကျော်ခဲ့ပြီးယခုအခါ88နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်းမြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့ဟာကိုလိုနီလက်အောက်မှာအတူတကွနေခဲ့ရခြင်းဖြစ်ပြီးမြန်မာနိုင်ငံနဲ့ရှေးရခင်ကတည်းကကူးလူဆက်ဆံမှုများရှိခဲ့သလိုမြန်မာနိုင်ငံမှာအိန္ဒိယနွယ်ဘွားများစွာရှိပြီးယနေ့ထက်တိုင်အေးတူပူအမျှအတူတကွနေထိုင်လုပ်ကိုင်လျက်ရှိကြကြောင်းယခုခရီးစဉ်ဟာအိန္ဒိယနိုင်ငံရဲ့အရှိနဲ့ထိတွေ့ဆက်ဆံတဲ့မူဝါဒ East East Policy နဲ့ Neighborhood First Policy တို့ကိုပုံမမြဲမြံခိုင်မာစေသလိုမြန်မာနိုင်ငံအနေဖြင့်လည်းဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုအရှိန်မြင့်တင်ရန်လာရောက်ခြင်းဖြစ်ကြောင်းအဆွေတော်တို့သိရှိပြီးဖြစ်တဲ့အတိုင်းမိမိတို့မြန်မာနိုင်ငံမှာဒီမိုကရေစီနည်းလမ်းနဲ့အညီပြည်သူလူထုကရွေးကောက်တင်မြှောက်တဲ့အစိုးရသစ်ကို2026ခုနှစ်ဧပြီလ10ရက်မှာဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်းဒီမိုကရေစီနိုင်ငံအဖြစ်ခိုင်မာအားကောင်းအောင်မိမိအနေဖြင့်ဆောင်ရွက်နေကြောင်းမိမိတို့အစိုးရသစ်လက်ထက်မှာရေရှည်တည်တံ့ပြီးဟန်ချက်ညီတဲ့ဖွံ့ဖြိုးတိုးတက်မှုများကိုဖော်ဆောင်နိုင်ရန်မိဖက်နိုင်ငံများနဲ့မဟာဗျူဟာမြောက်စီးပွားရေးတိုးမြင့်နိုင်ရေးဦးစားပေးဆောင်ရွက်လျက်ရှိကြောင်းလက်ရှိအချိန်မှာမြန်မာအိန္ဒိယနိုင်ငံအစိုးရဌာနများစီးပွားရေးလုပ်ငန်းရှင်များနဲ့ပြည်သူများကြားဆက်ဆံရေးပိုမိုကောင်းမွန်လာတာနဲ့အမျှ
အပြန်အလှန်နားလည်မှုနှင့်ယုံကြည်မှုများတိုးတက်ခိုင်မြဲလာတာကိုတွေ့ရကြောင်းအိန္ဒိယနိုင်ငံဟာမြန်မာနိုင်ငံရဲ့အဓိကကုန်သွယ်ဖက်နိုင်ငံများမှာပါဝင်ပြီးမြန်မာနိုင်ငံကစတုတ္ထမြောက်ပို့ကုန်အများဆုံးတင်ပို့နေတဲ့နိုင်ငံဖြစ်တယ်လို့မြန်မာနိုင်ငံကိုဆဋ္ဌမမြောက်သွင်းကုန်အများဆုံးတင်သွင်းနေတဲ့နိုင်ငံလည်းဖြစ်ကြောင်းနိုင်ငံကုန်သွယ်မှုဟာနှစ်စဉ်ပြန်ပြ1.5 ဘီလီယံခန့်ရှိပြီးမြန်မာနိုင်ငံအနေဖြင့်ပို့ကုန်ပိုများကြောင်းမြန်မာနိုင်ငံမှာအိန္ဒိယနိုင်ငံသို့မတ်ပဲပဲစင်ကုန်နဲ့မြေထောက်ပဲရေထွက်ပစ္စည်းချုပ်ပြီးအထက်တစ်ပါလွာနဲ့အထက်သားတို့ကိုအဓိကတင်ပို့နေပြီးမြန်မာနိုင်ငံအနေဖြင့်အိန္ဒိယထုတ်ကုန်များဖြစ်တဲ့စေဝါရေနံထွက်ပစ္စည်းဓာတုဗေဒပစ္စည်းမော်တော်ယာဉ်မော်တော်ဆိုင်ကယ်နဲ့လေယာဉ်သုံးစက်ပစ္စည်းများကိုအဓိကတင်သွင်းနေခြင်းဖြစ်ကြောင်းဒါကြောင့်အိန္ဒိယနိုင်ငံမှာပို့ကုန်များတိုးမြင့်နိုင်ရေးဆောင်ရွက်စေလိုကြောင်းဥပမာအားဖြင့်တန်နဲ့တန်မဏိစေဝါဓာတုဗေဒပစ္စည်းများဖြစ်ကြောင်းလက်ရှိအချိန်မှာအိန္ဒိယနိုင်ငံဟာမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း39ခုအမေရိကန်ဒေါ်လာ982.385တန်းနဲ့17နိုင်ငံမြောက်ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်ကြောင်းအိန္ဒိယရင်းနှီးမြှုပ်နှံသူများအနေဖြင့်မြန်မာနိုင်ငံ၏စက်မှုရေနံနှင့်သဘာဝဓာတ်ငွေပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတို့မှာဆောင်ရွက်လျက်ရှိတာကိုတွေ့ရှိရကြောင်းမြန်မာနိုင်ငံဟာစိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံတစ်ခုဖြစ်ပြီးသဘာဝတည်နေရာအရာကမ္ဘာလူဦးရေအများဆုံးအိန္ဒိယနိုင်ငံနဲ့တရုတ်နိုင်ငံတို့အကြားကြီးမားတဲ့ဈေးကွက်နဲ့လျှင်မြန်စွာတိုးတက်နေတဲ့အာဆီယံဒေသတွင်အချက်အခြာကျတဲ့နေရာမှာရှိနေကြောင်းဒါအပြင်စိုက်ပျိုးရေးလုပ်ငန်းကောင်းစွာဆောင်ရွက်နိုင်တဲ့ရာသီဥတုလုံသားအင်အားနဲ့လုံလောက်တဲ့စိုက်ပျိုးမြေအကျယ်ဝန်းရှိပြီးအရှေ့တောင်အာရှဒေသမှာလေယာမြေအများဆုံးပိုင်ဆိုင်တဲ့နိုင်ငံဖြစ်ကြောင်းဒါကြောင့်လဲစိုက်ပျိုးမွေးမြူရေးအခြေခံကောင်းများကိုအသုံးချပြီးစားရည်ရိက္ခာအဓိကထုတ်လုပ်တဲ့နိုင်ငံဖြစ်စေရေးမူဝါဒချမှတ်ဆောင်ရွက်နေကြောင်းအိန္ဒိယနိုင်ငံဟာနှုတ်ထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများမှာအားကောင်းတဲ့အတွက်မြန်မာနိုင်ငံမှာမွေးမြူရေးလုပ်ငန်းများနဲ့နှုတ်ထွက်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းများကိုကျယ်ကျယ်ပြန့်ပြန့်ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန်အခွင့်အလမ်းများရှိကြောင်းလက်ရှိအချိန်မှာမြန်မာနိုင်ငံအနေဖြင့်ပြည်တွင်းအတွက်လိုအပ်တဲ့ဆေးဝါးများကိုပြည်ပမှတင်သွင်းလျက်ရှိကြောင်းအိန္ဒိယနိုင်ငံဟာဆေးဝါး General Medicine ထုတ်လုပ်မှုမှာကမ္ဘာထိပ်တန်းနိုင်ငံဖြစ်ပြီးမြန်မာနိုင်ငံရဲ့ဆေးဝါးလိုအပ်ချက်60%ဝန်းကျင်ခန့်ကိုအိန္ဒိယနိုင်ငံမှတင်သွင်းနေခြင်းဖြစ်ကြောင်းဒါကြောင့်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအနေဖြင့်ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများမှာလာရောက်ရင်းနှီးမြှုပ်နှံရန်အခွင့်အလမ်းများစွာရှိကြောင်း MSME လုပ်ငန်းများဟာမြန်မာစီးပွားရေးရဲ့မောင်းနှင်အားဖြစ်သလိုအိန္ဒိယနိုင်ငံရဲ့အသက်မွေးဝမ်းကြောင်းဆိုင်ရာကျွမ်းကျင်မှုနဲ့နည်းပညာတိုးတက်မှုများကိုလည်းမိမိတို့အနေဖြင့်များစွာအတိအမှတ်ပြုကြောင်းစက်မှုအုပ်စုများ Industrial Costed တည်ထောင်ခြင်းနည်းပညာလွှဲပြောင်းရယူခြင်းနဲ့တက်မွေးပညာသင်တန်းကျောင်းများ Vocational Training ပူးပေါင်းဖွင့်လှစ်ခြင်းဖြင့်နိုင်ငံအကျိုးရှိမဲ့ value chain တစ်ခုကိုဖန်တီးနိုင်မှာဖြစ်ကြောင်းနိုင်ငံအကြားကုန်သွယ်မှုကုန်ကျစရိတ်နဲ့အချိန်ကိုလျှော့ချနိုင်ရန်ပို့ဆောင်ဆက်သွယ်ချိတ်ဆက်မှုဟာအလွန်အရေးကြီးကြောင်းကလဒန်ဘတ်စုံသုံးတည်ယူပို့ဆောင်ရေးစီမံကိန်းကလဒန် Multimodal Transport Project နဲ့အိန္ဒိယမြန်မာထိုင်းသုံးနိုင်ငံအဝေးပြေးလမ်းမကြီး Trilateral Highway တို့ဟာနိုင်ငံကုန်သွယ်မှုကိုသာမကအာဆီယံအိန္ဒိယစီးပွားရေးစင်ကြံကိုပါဖွင့်လှစ်ပေးမဲ့တောချက်များဖြစ်ကြောင်းဒါကြောင့်အဆိုပါစီးပွားရေးစင်ကြံများတစ်လျှောက်အထူးစီးပွားရေးစုံများ SES နဲ့ထောက်ပံ့ပို့ဆောင်ရေးအခြေခံအဆောက်အအုံ Logistic Hub များရင်းနှီးမြှုပ်နှံရန်အခွင့်အလမ်းကောင်းများရှိနေကြောင်းမြန်မာနိုင်ငံအနေဖြင့်နိုင်ငံတော်အတွက်မဟာဗျူဟာအရအရေးပါတဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမျိုးစားများအဖြစ်သတင်းအချက်အလက်နဲ့စက်သွယ်ရေးနည်းပညာဝန်ဆောင်မှုဈေးဝါးထုတ်လုပ်မှုစွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံများဖြင့်သတ်မှတ်ထားပြီးရင်းနှီးမြှုပ်နှံမှုမြင့်တင်မဲ့ကဏ္ဍများအနေဖြင့်စိုက်ပျိုးရေးမွေးမြူရေးနဲ့လေယာအခြေခံကုန်ထုတ်လုပ်မှုလုပ်ငန်းများပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းများပညာရေးနဲ့ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကိုဦးစားပေးအဖြစ်သတ်မှတ်ဖိတ်ခေါ်လျက်ရှိကြောင်းဒါအပြင်နိုင်ငံတော်ရဲ့လိုအပ်ချက်အရာဓာတ်မြေဩဇာဘိလက်မြေနဲ့တံမဏိထုတ်လုပ်ခြင်းအများပြည်သူတည်ယူပို့ဆောင်ရေးကဏ္ဍတိုးတက်စေရန်လျှက်စစ်သုံးခြင်းထုတ်လုပ်ခြင်းစိုက်ပျိုးရေးနဲ့မွေးမြူရေးတန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်ခြင်းစေဝါနဲ့ဆေးပစ္စည်းကိရိယာများထုတ်လုပ်ခြင်းနဲ့စားသုံးစီထုတ်လုပ်ခြင်းစတဲ့ကဏ္ဍများမှာ
မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များလာရောက်လုပ်ကိုင်ပါကဦးစားပေးဝန်ဆောင်မှုများဖြင့်အထူးပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းဒါအပြင်ပြည်တွင်းထွက်ကုန်အခြေခံတစ်ချောတဲ့ပြည်ဘောကလုပ်ငန်းများတစ်ပါလွာအထက်သားတစ်ကျိတ်သားနဲ့တစ်ခွဲသားထုတ်လုပ်မှုလုပ်ငန်းများအပြင်အစစ်မြင့်ချီအစစ်မြင့်ရာဘာနဲ့ရာဘာအခြေခံပြည်ဘောကပစ္စည်းများထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်းဖွံ့ဖြိုးတိုးတက်လာအောင်အားပေးဆောင်ရွက်လျက်ရှိကြောင်းမိမိတို့ရွေးကောက်ခံအစိုးရအနေဖြင့်နိုင်ငံအတွင်းစီးပွားရေးဝန်ကျင်နဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကျင်ပုံမူကောင်းမွန်လာစေရန်အတွက်စီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကိုအထူးအလေးထားဆောင်ရွက်နေကြောင်းအထူးသဖြင့်စီးမြဲလုံထုံးလုံနည်းများကိုပြန်လည်ဆန်းစစ်ပြီးလုပ်ငန်းစဉ်များကိုပုံမူလွယ်ကူလျင်မြန်အောင် Digital စနစ် Digital Transformation တို့အသွင်ကူးပြောင်းဆောင်ရွက်လျက်ရှိရာမှာမြန်မာ Digital လမ်းပြမြေပုံ2030ကိုရေးဆွဲဖော်ဆောင်လျက်ရှိကြောင်းထို့အတူမြန်မာနိုင်ငံအလဲပိုင်းမန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့နယ်မြေဧရိယာ1000 ဧကခန့်ကိုရန်နာဘုံ Cyber City ရန်နာဘုံမြို့သစ်စီမံကိန်းအဖြစ်အကောင့်ထဲပေါ်လျက်ရှိကြောင်းဒါကြောင့် ID ကဏ္ဍမှာအောင်မြင်ပြီးဖြစ်တဲ့အိန္ဒိယလုပ်ငန်းရှင်များအနေဖြင့် ID နဲ့ Digital ဝန်ဆောင်မှုလုပ်ငန်းများကိုလာရောက်ရင်းနှီးမြှုပ်နှံရန်အခွင့်အလမ်းကောင်းများပင်ဖြစ်ကြောင်းအိန္ဒိယနိုင်ငံရဲ့အိန္ဒိယချင်းဦးစားပေးမူဝါဒအရှိနှင့်ထိတွေ့ဆက်ဆံသည့်မူဝါဒနိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့မဟာဗျူဟာမြောက်ဆက်ဆံရေးအရာအိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များအတွက်မြန်မာနိုင်ငံမှာကုန်သွယ်မှုသာမကရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာလက်ရှိတဲ့အစများစွာပုံမူပူးပေါင်းဆောင်ရွက်နိုင်မယ့်အခွင့်အလမ်းကောင်းများရှိနေခြင်းဖြစ်ကြောင်းအဆိုပါအလားအလာများကိုလက်တွေ့အကောင့်ထဲပေါ်နိုင်ရန်မိမိတို့နိုင်ငံအကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ရင်းနှီးမြှုပ်နှံမှုမြင့်တင်ရေးကိုပုံမူနီးကပ်စွာဆောင်ရွက်ကြရမှာဖြစ်ကြောင်းကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုအစဉ်ပြေချောမွေ့စွာလုပ်ကိုင်နိုင်ရေးဟာလုပ်ငန်းရှင်များအတွက်အရေးကြီးတာကိုကောင်းစွာသိရှိကြောင်းဒါကြောင့်မြန်မာနိုင်ငံမှာအိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များလုပ်ငန်းလည်ပတ်မှုလွယ်ကူချောမွေ့စေရေးဆောင်ရွက်ထားရှိမှုအချို့ကိုမျှဝေလိုကြောင်းမြန်မာအိန္ဒိယနိုင်ငံကြားကုန်သွယ်မှုမြင့်တင်ရန်နဲ့ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေရန်အတွက်ရူပီကျပ်တိုက်ရိုက်ငွေပေးချေမှုစနစ်ကို2024ခုနှစ်မှာစတင်ခဲ့ပြီးဖြစ်ကြောင်းအဆိုပါစနစ်ဟာ Special Rupee Postal Account SRVA ကိုအသုံးပြုပြီးနိုင်ငံငွေကြေးဖြစ်တဲ့ရူပီကျပ်တိုက်ရိုက်ငွေပေးချေမှုစနစ်ဖြစ်တဲ့အတွက်စရိတ်စကသက်သာစွာဖြင့်ဆောင်ရွက်နိုင်ပြီးနေဆက်ကုန်သွယ်မှုသာမကပုံမှန်ကုန်သွယ်မှုအတွက်လည်းပါဝင်ခြင်းကြောင့်နိုင်ငံကုန်သွယ်မှုသာမကနိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေအတွက်များစွာအထောက်အကူပြုနိုင်မှာဖြစ်ကြောင်းမိမိတို့အနေဖြင့်ရင်းနှီးမြှုပ်နှံသူများအတွက်စီးပွားရေးဝန်ကျင်ကောင်းတစ်ရပ်ဖန်တီးပေးနိုင်ရေးအစဉ်တစိုက်ကြိုးပမ်းလျက်ရှိကြောင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများလွယ်ကူချောမွေ့စေရေးဆောင်ရွက်ပေးလျက်ရှိသလိုရင်းနှီးမြှုပ်နှံမှုများကိုအကာအကွယ်ပေးနိုင်ရန်ကုန်အမှတ်တစိုက်စက်မှုဒီဇိုင်းတည်ထွင်မှုနဲ့စာပေနဲ့အနုပညာမူပိုင်ခွင့်ဥပဒေတို့ဟာ2024ခုနှစ်မှာအပြည့်အဝအသက်ဝင်လည်ပတ်နေပြီဖြစ်သည်ကိုပြောကြားလိုကြောင်းဒါအပြင်နိုင်ငံခြားပူးပေါင်းဆောင်ရွက်မှုများကိုခိုင်ခိုင်မာမာဖြင့်တိုးမြင့်ဆောင်ရွက်နိုင်ရန်အတွက်မြန်မာနဲ့အိန္ဒိယနိုင်ငံတို့အကြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာသဘောတူစာချုပ်အသစ်ချုပ်ဆိုနိုင်ရေးအတွက်ဆက်လက်ဆွေးနွေးဆောင်ရွက်ကြရမှာဖြစ်ကြောင်းဒါကြောင့်မြန်မာအိန္ဒိယနိုင်ငံရင်းနှီးမြှုပ်နှံမှုပုံမူတိုးတက်အားကောင်းလာစေရန်အတွက်စိုက်ပျိုးရေးမွေးမြူရေးအခြေခံကုန်ထုတ်လုပ်မှုလုပ်ငန်းစေဝါထုတ်လုပ်မှုချင်းမြင့်နဲ့အထည်လိပ်လုပ်ငန်းအထည်ချုပ်လုပ်ငန်းနည်းပညာနဲ့ Digital ဝန်ဆောင်မှုလုပ်ငန်းပညာရေးဝန်ဆောင်မှုကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများမှာအိန္ဒိယလုပ်ငန်းရှင်များမြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန်အထူးဖိတ်ခေါ်လိုကြောင်းမိမိတို့အနေဖြင့်ရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်ရမှာစီးပွားရေးတွက်ချေကိုက်မှုတစ်ခုတည်းကိုသာမကပဲရေရှည်တည်တတ်မဲ့ခေဟစနစ်နဲ့စီးပွားရေးဟန်ချက်ညီမှု Ecology and Economy Balance ကိုလည်းအလေးထားဆောင်ရွက်လျက်ရှိကြောင်းပတ်ဝန်းကျင်ထိန်းသိမ်းမှုကိုအလေးထားတဲ့တာဝန်ယူမှုရှိသောရင်းနှီးမြှုပ်နှံမှု Responsible Investment များကိုအပြည့်အဝကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်းဒါကြောင့်မြန်မာနိုင်ငံမှာရှိတဲ့အိန္ဒိယရင်းနှီးမြှုပ်နှံသူများရဲ့အစဉ်ပြေချောမွေ့စေရေးကိုလည်းပံ့ပိုးကူညီပေးသွားမှာဖြစ်တယ်လို့နိုင်ငံအကြားကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုတိုးမြင့်ရေးကိုလည်းအလေးထားဆောင်ရွက်သွားမှာဖြစ်ကြောင်းမြန်မာနိုင်ငံဟာအိန္ဒိယနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုအလားအလာများအတွက်အာဆီယံနဲ့တရုတ်နိုင်ငံတို့သို့
စက်တွေချက်ဆက်ပေးထားတဲ့တရားဒဇင်လမ်ဘရစ်တပ်ဖွဲ့ဖြစ်ကြောင်းနိုင်ငံခြားပူးပေါင်းဆောင်ရွက်မှုဖြင့်နှစ်ဦးနှစ်ဖက်ရေရှည်မျှဝေခံစားကြမဲ့ဝင်းဝင်းအခြေအနေကိုဖော်ဆောင်သွားရမှာဖြစ်ကြောင်းအိန္ဒိယနိုင်ငံရဲ့အဆင့်မြင့်နည်းပညာအရင်းအနှီးများနဲ့မြန်မာနိုင်ငံရဲ့ကျွယ်ဝတဲ့သဘာဝသယံဇာတတည်နေရာအချက်အခြာလူငယ်လုပ်သားတို့ကိုအထက်ရောက်ဆုံးပေါင်းဆက်ပြီးတန်ဖိုးမြင့်ထုတ်ကုန် value added နဲ့ဝန်ဆောင်မှုလုပ်ငန်းများကိုမြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန်ဖိတ်ခေါ်လိုကြောင်းယခုတွဲဆုံဆွေးနွေးပွဲမှာမြန်မာအိန္ဒိယနှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုအလားအလာများကိုမျှဝေခွင့်ရတဲ့အတွက်အထူးဝမ်းမြောက်ကြောင်းယခုတွဲဆုံမှုမှာတစ်ဆင့်နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတမိုင်းစာမျက်နှာသစ်ကိုအတူတကွဖွင့်လှစ်နိုင်ပြီးနှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုတိုးတက်ခိုင်မြဲကာနှစ်နိုင်ငံပြည်သူများအတွက်တာယာဝပြောတဲ့အနာဂတ်ကိုဖော်ဆောင်နိုင်မည်ဟုယုံကြည်ကြောင်းဖြင့်ပြောကြားပါတယ်။အဲဒီနောက်အိန္ဒိယနိုင်ငံကုန်သည်များနှင့်စက်မှုအသင်းချုပ် FICCI အတွင်းမှုချုပ်နဲ့အိန္ဒိယစက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် CII မှ Senior Advisor ဖြစ်သူတို့ကပြန်လည်ဆွေးနွေးပြောကြားရမှာမြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့အကြားရှေ့လျားတဲ့မိဖက်ဆက်ဆံရေးရရှိပြီးမိမိတို့အနေဖြင့်လွန်စွာတန်ဖိုးထားပါကြောင်းမြန်မာနိုင်ငံမှာအစိုးရအဖွဲ့အစည်းများကုန်သည်ကြီးများအသင်းနဲ့စီးပွားရေးလုပ်ငန်းရှင်များနဲ့ပုံမူနီးကပ်စွာပူးပေါင်းပါဝင်လာနိုင်ခြင်းဟာနှစ်နိုင်ငံကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ business to business engagement များတိုးတက်လာစေရန်အရေးပါသောအခန်းကဏ္ဍမှပါဝင်လျက်ရှိပါကြောင်းနိုင်ငံဆက်ဆံရေးမှာတမိုင်းကြောင်းအရာထူးခြားပြီးရှင်ကျင်းမှုဘာသာရေးနဲ့လူမှုဆက်ဆံရေးများအပေါ်အခြေခံတည်ဆောက်ထားသောခိုင်မာတဲ့ဆက်ဆံရေးဖြစ်ကြောင်းနိုင်ငံဟာနယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီးကုန်သွယ်ရေးချိတ်ဆက်မှုအခြေခံအဆောက်အအုံကျန်းမာရေးစိုက်ပျိုးရေးစွမ်းအင် digital ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်မြင့်တင်ရေးနဲ့နယ်စပ်ဒေသဖွံ့ဖြိုးရေးစတဲ့ကဏ္ဍများမှာပုံမူပူးပေါင်းဆောင်ရွက်မှုများပုံမူတိုးချဲ့လာနိုင်ပါကြောင်းနိုင်ငံကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများမှာနှစ်စဉ်တိုးတက်လျက်ရှိပါကြောင်းကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုများပုံမူတိုးမြင့်ဆောင်ရွက်သွားရန်အခွင့်အလမ်းများစွာရှိပါကြောင်းမြန်မာအိန္ဒိယနှစ်နိုင်ငံတို့ဟာလွန်စွာအလားအလာကောင်းသောကဏ္ဍများမှာပူးပေါင်းဆောင်ရွက်မှုများတိုးမြင့်ခြင်းဖြင့်နိုင်ငံအကျိုးကိုတိုးမြင့်စွမ်းဆောင်ရန်အကောင်းဆုံးအနေအထားမှာရှိနေပါကြောင်းယခုကဲ့သို့သောတွဲဆုံဆွေးနွေးမှုဟာမဟာဗျူဟာရည်ရွယ်ချက်များကိုလက်တွေ့ကျသောရလဒ်များအဖြစ်ဆောင်ရွက်နိုင်တဲ့နည်းလမ်းများဖြစ်တာကိုတွေ့ရပါကြောင်းယခုတွဲဆုံမှုမှတစ်ဆင့်ပုံမူခိုင်မာသောစီးပွားရေးချိတ်ဆက်မှုများလက်တွေ့ကျသောရလဒ်များနဲ့ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းသစ်များပေါ်ပေါက်လာမည်ဟုယုံကြည်ပါကြောင်းဖြင့်ပြောကြားပါတယ်။အဲဒီနောက်အိန္ဒိယနိုင်ငံမှာစီးပွားရေးလုပ်ငန်းရှင်များကဈေးဝါးထုတ်လုပ်ရေးဆိုင်ရာများမှာပူးပေါင်းဆောင်ရွက်ရေးနဲ့နှစ်ဖက်အစိုးရမှအားပေးထောက်ပံ့ပေးစေလိုမူနိုင်ငံကုန်သွယ်မှုအကြားငွေကြေးလဲလှယ်မှုဆိုင်ရာများနဲ့ငွေကြေးလွှဲပြောင်းပေးပို့မှုများအဆင်ပြေချောမွေ့မှုရှိစေရေးဆောင်ရွက်ပေးစေလိုမူမြန်မာနိုင်ငံမှာစိုက်ပျိုးရေးကိုကောင်းစွာဆောင်ရွက်နိုင်တဲ့အခြေခံကောင်းများရှိပြီးဖြစ်တာကြောင့်စိုက်ပျိုးရေးကဏ္ဍကိုတိုးတက်စေရေးအိန္ဒိယနိုင်ငံမှာစိုက်ပျိုးရေးကုမ္ပဏီများကိုဖိတ်ခေါ်ရမှာမြေကဲ့သို့ဖိတ်ခေါ်လိုမူမြန်မာနိုင်ငံမှာ IT နည်းပညာတိုးတက်ရေးအတွက်ဆောင်ရွက်ရမှာအိန္ဒိယနိုင်ငံကုမ္ပဏီများအပေါ်လိုအပ်တာများပံ့ပိုးဆောင်ရွက်စေလိုမူကုန်သွယ်မှုလုပ်ငန်းများဆက်လက်တိုးမြင့်ဆောင်ရွက်သွားလိုမူမြန်မာပဲအမျိုးမျိုးဟာအရည်သွေးမြင့်တာကြောင့်ကမ္ဘာစားနပ်ရိက္ခာလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မှုကြောင့်ကုန်ထုတ်လုပ်မှုများပုံမတိုးတက်လာစေရေးပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများနဲ့ပတ်သက်ပြီးမေးမြန်းဆွေးနွေးပြောကြားကြပါတယ်။အိန္ဒိယနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနဲ့မေးမြန်းမှုများနဲ့ပတ်သက်ပြီးသက်ဆိုင်ရာဝန်ကြီးများနဲ့တာဝန်ရှိသူများကနိုင်ငံအကြားငွေကြေးလဲလှယ်မှုဆိုင်ရာများအစဉ်ပြေချောမွေ့စေရေးအတွက်
နိုင်ငံတော်အစိုးရအနေဖြင့်သတ်မှတ်ထားတဲ့စီမင်းစည်းကမ်းများနဲ့အညီဆောင်ရွက်ပေးလျက်ရှိမှုကုန်သွယ်မှုများအဆင်ပြေချောမွေ့စေရေးဆောင်ရွက်ပေးလျက်ရှိမှုအခွန်ကောက်ခံမှုစနစ်များကိုလည်းသတ်မှတ်ချက်များနဲ့အညီသာကောက်ခံလျက်ရှိမှုကုန်သွယ်မှုများငွေပေးချေမှုများကိုအဆင်ပြေစေရေးဆောင်ရွက်ပေးလျက်ရှိမှုစာပြေးလုပ်ငန်းများမှာနိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုများတိုးတက်လာစေရေးအတွက်မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းများမှာပူးပေါင်းဆောင်ရွက်နိုင်မှုမပဲစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းဓာတ်မြေဩဇာထုတ်လုပ်ခြင်းလုပ်ငန်းနို့စားနွားမွေးမြူရေးလုပ်ငန်းများမှာပူးပေါင်းဆောင်ရွက်နိုင်မှု ID လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးပူးပေါင်းဆောင်ရွက်မှုများမှာမြန်မာနိုင်ငံအနေဖြင့်လိုအပ်တဲ့ဖြည့်စွမ်းမှုများကိုဆောင်ရွက်ပေးနိုင်မှုနဲ့လက်တလောကာလမှာပြည်ဦးလင်မျိုးရှိရတနာဘုံစိုက်ဘာစီတီမှာလာရောက်ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နိုင်မှုအခြေအနေများနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြားကြပါရစေ။အဲဒီနောက်နိုင်ငံတော်သမ္မတကညီကုန်းချုပ်အမှားစကားပြောကြားရမှာယခုကျင်းပတဲ့ဆွေးနွေးပွဲမှာကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများတိုးမြင့်ရေးအတွက်အိန္ဒိယနိုင်ငံမှလာရောက်ရင်းနှီးမြှုပ်နှံနိုင်မှုများကိုဖိတ်ခေါ်ကြောင်းကုန်သွယ်မှုမှာရင်းနှီးမြှုပ်နှံမှုများခိုင်မာအားကောင်းရန်လိုကြောင်းဒါကြောင့်မြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းများမှာမိမိတို့အနေဖြင့်အာမခံနိုင်တဲ့လုပ်ငန်းများကိုဖိတ်ခေါ်ခြင်းဖြစ်ကြောင်းထို့သောရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရာမှာနိုင်ငံအတွက်အကျိုးဖြစ်ထွန်းရန်လိုကြောင်းမိမိအနေဖြင့်ကုန်ပစ္စည်းများရောင်းချရာမှာအမြတ်နည်းနည်းဖြင့်အရေးအတွက်များရောင်းချတဲ့မူဝါဒကိုချမှတ်ထားကြောင်းအိန္ဒိယနိုင်ငံမှာကုန်ပစ္စည်းများဖြစ်တဲ့တန်နဲ့တန်မဏိများဓာတ်မြေဩဇာများကိုမြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံပြီးထုတ်လုပ်ရောင်းချမယ်ဆိုပါကလည်းမိမိတို့အနေဖြင့်ဖိတ်ခေါ်ကြောင်းမိမိတို့နိုင်ငံမှာတဆင့်အခြားအိန္ဒိယနိုင်ငံများသို့ပြန်လည်ရောင်းချနိုင်တဲ့ဈေးကွက်လည်းရှိကြောင်းဒဝဲရေနက်စေကံစီမံကိန်းမှတဆင့်ကုန်သွယ်မှုလုပ်ငန်းများကိုပုံမူမြင့်တင်ဆောင်ရွက်နိုင်ကြောင်းကုန်သွယ်မှုနဲ့ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်မှုများကိုမြင့်တင်ဆောင်ရွက်စေလိုကြောင်းကုန်သွယ်မှုနဲ့ပတ်သက်ပြီးမိမိတို့နိုင်ငံအတွက်လိုအပ်တဲ့ပစ္စည်းများဓာတ်ရိုက်တင်သွင်းခြင်းကိုမဖြစ်မနေခွင့်ပြုပေးလျက်ရှိကြောင်းကုန်သွယ်မှုနဲ့ပတ်သက်ပြီးအိန္ဒိယနိုင်ငံအနေဖြင့်မြန်မာနိုင်ငံမှလိုအပ်တဲ့ပစ္စည်းများကိုတင်ပို့နိုင်ရေးဆောင်ရွက်သွားစေလိုကြောင်းနိုင်ငံကြားကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအဆင်ပြေချောမွေ့စေရေးအတွက်နှစ်ဖက်ကိုယ်စားလှယ်များပါဝင်တဲ့အဖွဲ့အစည်းတစ်ခုကိုဖွဲ့စည်းပြီးညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုပါကလုပ်ငန်းများပုံမအဆင်ပြေချောမွေ့စေမှာဖြစ်ကြောင်း ID လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက်မိမိတို့နိုင်ငံမှာလွန်ခဲ့တဲ့နှစ်20ခန့်မှာမန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့အနီးမှာရတနာဘုံစိုက်ဘာစီတီစီမံကိန်းကိုဆောင်ရွက်ခဲ့တော်လဲအကြောင်းမျိုးမျိုးကြောင့်နှောင့်နှေးနေခဲ့ကြောင်းဒါကြောင့်အိန္ဒိယနိုင်ငံအနေဖြင့်လာရောက်ရင်းနှီးမြှုပ်နှံလိုပါကဖိတ်ခေါ်ပါကြောင်းမိမိတို့နိုင်ငံအနေဖြင့် ID နည်းပညာနဲ့ပတ်သက်ပြီးဖွံ့ဖြိုးတိုးတက်ရန်များစွာလိုအပ်နေသေးကြောင်းယခုအခမ်းအနားသို့တက်ရောက်လာကြသူများအားလုံးကိုလည်းကျေးဇူးတင်ရှိကြောင်းမြန်မာအိန္ဒိယနှစ်နိုင်ငံဟာတမိုင်းကြောင်းအရာများစွာတူညီမှုရှိကြောင်းမြန်မာနိုင်ငံမှာအိန္ဒိယနွယ်ဖွားများစွာရှိကြောင်းနိုင်ငံကြားခရီးသွားလုပ်ငန်းများကိုလည်းမြင့်တင်ဆောင်ရွက်နိုင်ပြီးယဉ်ကျေးမှုဆိုင်ရာများမှာလည်းပူးပေါင်းဆောင်ရွက်နိုင်ကြောင်းဒါကြောင့်မိမိတို့အနေဖြင့်ဗတ်ပေါင်းစုံမှပူးပေါင်းဆောင်ရွက်မှုများကိုဆက်လက်မြင့်တင်ဆောင်ရွက်သွားကြမှာဖြစ်ကြောင်းအိန္ဒိယနိုင်ငံမှမြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိတဲ့ကုမ္ပဏီများဟာရှေးရခင်ကတည်းကလုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့ကုမ္ပဏီများဖြစ်တဲ့အတွက်မိမိတို့နိုင်ငံရဲ့နိုင်ငံရေးအခြေအနေကိုလည်းသိရှိပြီးဖြစ်ကြောင်းမိမိတို့အစိုးရအနေဖြင့်ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာခိုင်ခိုင်မာမာဖြင့်ဆက်လက်ရှောက်လန်းလျက်ရှိပြီးစီးပွားရေးနဲ့ပတ်သက်ပြီးလည်းခိုင်မာအောင်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းဒါကြောင့်အိန္ဒိယနိုင်ငံမှာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်မိမိတို့နိုင်ငံမှာယုံကြည်ဖြင့်လာရောက်ရင်းနှီးမြှုပ်နှံကြရန်ဖိတ်ခေါ်ပါကြောင်းပြောကြားပါတယ်အခမ်းအနားပြီးမှာနိုင်ငံတော်သမ္မတဟာတက်ရောက်လာကြတဲ့နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနဲ့အတူ
နေ့လည်စာကိုအတူတကွသုံးဆောင်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်ခင်ဗျာ။